အားလုံးပဲမင်္ဂလာပါ Talking Football မြန်မာကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2026ခုနှစ်အတွက်ပထမအဆုံးနိုင်ငံတကာအဝေးကွင်းပွဲစဉ်ကိုအနိုင်ရရှိခဲ့တဲ့မြန်မာသင်းရဲ့ပွဲစဉ်ကိုပြန်လည်ပြီးတော့ reaction လုပ်တင်ဆက်ပေးကြပါတယ်အဲ့ဒီပွဲစဉ်ကဆိုရင်တော့မလ31ရက်နေ့ကရှင်းပြိုင်ကစားခဲ့တဲ့2029အာရှဗလာချစ်စစ်ပွဲရဲ့ပွဲစဉ်တွေကမှနောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ပါကစ္စတန်သင်းနဲ့ရှင်းပြိုင်ကစားခဲ့တဲ့မြန်မာသင်းရဲ့ပွဲစဉ်မှာဖြစ်ပါတယ်မြန်မာသင်းကတော့အဲ့ပွဲမှာအင်ကြီးနီဘောင်းမီနီချင်းနီဝတ်ဆင်ပြီးရှင်းပြိုင်ကစားတာပါနော်ရေမိုးအောင်ကျော်မင်းဦးနိုင်တဲ့ထဲမှာပါတယ်ဝေလင်းအောင်ရင်းအောင်ဟင်းဖြိုးဝင်းပြီးတာဒါကတော့ပါကစ္စတန်တဲ့နိုင်ငံတော်တချင်းဆုံးပါနော်သူတို့ကတော့အပေါ်ကအင်ကြီးစိန်အောက်ကအင်ကြီးစိန်ခြေစိန်ပေါ့နော်ဝတ်ဆင်ပြီးရှင်းပြကစားပြရတယ်အားနေချက်ကိုတော့ရှာဖွေနေရတယ်ဖြစ်ပါတယ်ဆိုတိုက်ကနေပေးထားတယ်တတ်မှလိုက်နေမြခလုံးပြအနေနဲ့မြပါတယ်ကိုတိုက်ရဲ့ပြမှုမှုကတော့ချိန်သားကိုင်းမှုလိုအပ်ချက်တော့ရှိနေသေးရတယ်ဖြစ်ပါတယ်နေဖြုံဝင်ထိုးပြလိုက်ပြီလူမောအောင်မဒီမရသေးရဲ့မြတချို့ပေးထားတယ်စောဝင်သိန်းကန်သွင်းမှုကတော့အားပြုံနေခဲ့ပြီးတော့နောက်ခန့်လို့ထိပါတယ်ကွာကြီးကလမ်းကြောင်းပြောင်းသွားခဲ့ရတယ်ဖြစ်ပါတယ်ကဲဟဲဟိုးရေကောင်းတိုက်တယ်ပြော့တယ်တမ်းပါရဲ့ကိုပေါင်းနေတော့လွှဲခဲ့ရလဲဖြစ်ပါတယ်ဒီမှာဒီအာချာဗလာချစ်စပွဲဒီမှာအတီးကဟင်းဖြိုးဝင် cross တင်ပေးတာအနေတော့ပဲလို့ပြောလို့ရတယ်သူရဲ့ကောင်းတဲ့ချက်ကိုနိုင်တဲ့ trolley တမ်းမှန်တိုက်တာပြော့လဲပြော့လို့ကိုပေါက်လည်းမတည့်ဘူးလမ်းကြောင်းလေးကိုပေါင်းနေတော့လွှဲခဲ့ရလဲဖြစ်ပါတယ်ဘုပတ်ဆိုင်ပေါ်အတားစီရပါကစ္စတန်ရပြီတင်ပြီကိုထိုးပေါက်တဲ့စစ်စစ်ကစားခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့တိုက်တယ်ထောက်တယ်ကန်ကောင်းတယ်ကွာကန်ကောင်းတယ်စင်နီအောင်ရဲ့ကာဝယ်မှုတစ်ခုကိုတော့စင်နီအောင်နေရာယူမှန်လို့ရင်းအောင်ရင်းအောင်ရကန်တယ်ပြော့တယ်ဒါလေးပြော့တယ်ဟုတ်ကဲ့စတန်ကောင်းတယ်စင်ညီအောင်ကသူကဆက်ဆက်နိုင်တဲ့ပို့ပြီးငြိမ်နေလို့ပြောလို့ရတယ်ဆောင်းဝင်သိလူမောစင်ညီကမိုက်ရဲ့သူဖမ်းဖို့ပြောတယ်ကောက်ွယ်ထားနိုင်ကြတာပဲဖြစ်ပါတယ်โอ้လို့ဟုတ်ကဲ့စတန်ပဲကိုယ်ကွာလူမစောနမ်းမှာဆိုတာဒါမျိုးပေါ့နော်ပါကစ္စတန်နောက်တန်းကိုသမဟုတ်ပြန်ပြီးတော့ကိုသမဘောချော်ပြီးတော့ကိုရဲတဲ့အိမ်ဝင်သွားဒါမြန်မာသင်းတော်တော်လေးကန်ကောင်းတဲ့ lucky goal လို့ပြောတယ်လူမစောပဲနမ်းမှာဆိုဒီလို goal တွေလို့ပြောလို့ရတယ်ချော်သွားတာကိုသမကိုင်းတာတမပြောသွားတယ်ချော်သွားတာဘောလုံးတမအေးဇာရဲ7မိနစ်တွင်းမှာတော့ပါကစ္စတန်ပဲရှေ့ကတင်ပေးထားတယ်အေးပါပါပြီဂျီဗန်ကန်အိုးငါပြစ်တာပါကစ္စတန်ကကောင်းနေတယ်ကောင်းခဲ့ပြီမဲ့လည်းဂျီဗန်ကန်ရဲ့အဆုံးသက်ကန်ချက်ကတော့တော်တော်လေးတော့ပါကစ္စတန်နီးပြပီရူးလေရေးစင်ဟောင်းပေါ့နော်သူကမာရာဒိုနာပေါင်နဲ့ကစားခဲ့မှုတယ်လူမိုးအောင်ဟုတ်တယ်တမ်းပိုင်ကောင်းတယ်တမ်းပိုင်ကောင်းတယ်ဒီချိန်မှာတော့လူမိုးအောင်ရေးပေးပါကောင်းတယ်တမ်းပိုင်လက်ရှိအာရှဗလာချစ်စစ်ပွဲစဉ်တွေမှာလူမိုးအောင်ထိုးပြီးတာတော်တော်လေးကောင်းတယ်သူကတမ်းပိုင်ကပဲအဲ့ဒီပိတ်သွင်းယူပြီးတော့မိုက်တယ်မာတီတွေဒုတိယမြောက်ဥဆောင်ကိုတော့ရယူပေးခဲ့ပြီဖြစ်ပါတယ်တမ်းပိုင်နဲ့ဒီမြန်မာတီရဲ့ကစားသမားတွေအဝေးခံနေခဲ့ကြတာပဲဖြစ်ပါတယ်ကိုကျော်ရဲ့လက်ရှိမှာတော့မြန်မာတီကတော့အဝေးကွင်းမှာပါကစ္စတန်အသင်းကိုတော့2ဂိုးကုန်ပြီဆိုတော့ရတဲ့တခုလေးတော့ဥဆောင်သူထိုးပေးတာကွက်တိပဲတမ်းမှန်လည်းအပိတ်တယ်ကွက်တိပဲပုံမှုကလည်းကောင်းမွန်ခဲ့သလိုတော်တော်လေးကောင်းပါနေလို့အခြေဆက်တော်တော်လေးမိအမောင်ရင်မရှိခဲ့တာပဲဖြစ်ပါတယ်ထရီဘိုင်ပြန်စားလို့73မိနစ်အတွင်းမှာတော့မြန်မာအသင်းတွင်ကို2ဂိုးတီတော့လက်ရှိချိန်မှာရရှိထားခဲ့ပြီလည်းဖြစ်ပါတယ်ပါကစ္စတန်လည်းရတယ်ယူပေးတာတူဖေးကန်ရတဲ့ဝင်လာပြီးပြန်ချိုးပေးတာလေဟေးစီယာနဲ့ဖြစ်ထုတ်လာတယ်ဟေးစီယာလည်းကောင်းလာခဲ့တာပဲဖြစ်ပါတယ်ဒီလိုမျိုးမှာညကောင်ခန့်ဒီမိုးလက်ချီချိန်မှာတော့တန်မိုင်းနေရာမှာလူစားလဲပြီးတော့ဇာကွန်တော့ရရှိထားခဲ့ရလဲဖြစ်ပါတယ်။မဒီမဲ့ရွေးလို့ကြောက်လာပြီ။
ဒီကောင်ခိုင်းရင်ဖေဖို့မူကတော့ချိုလေးအားနေ ပြောတယ်စုံတဲ့ရတယ်နာနီ ကျိုဆွဲလာတယ် မကောင်းခံအဲ့လိုချွတ်ပဲပြေမထိုးပြေမအပိုင်ကွာပြေမျိုးဟာဒီကိုခိုးလိုက်ရမှာဒါမှသူလဲတော်တော်လေးပျော်သွားမှာ ညကောင်ခံသူ့ကိုယ်တိုင်ကဲ ငါကောင်ကန်လို့ရတာနဲ့မကန်မနဲ့ပြေမို့တမင်သက်လေးထိုးပေးလိုက်တာ မာတီတို့ကသူရပထမဆုံးတင်းဝင်ရအောင်ဖန်တီးပေးခဲ့ပြီမဲ့လေပြေမို့ကသူစိတ်လို့ရှာနေလို့ပဲထင်ပါတယ်အပိုင်လုံးကငါကောင်ကထိုးပေးတာအပိုင်လည်းကန်တာအဲ့ဒါဟာပြေမို့ဟာ ရလာတဲ့တူဖီကန် ဟုတ်ကဲ့စတန် ဒီတော့ပို့လာပြီကောင်းတယ်ပါကစ္စတန်တို့ကချိပါဘူး လူကတာတော်မားတာပဲကွာ တရားရောနေထားနေပါကစ္စတန် ကိုကတော့မိနစ်60ပြည့်သွားတယ်နော်အဲ့ဒါမို့ကစားချသွားတယ်ဒီမှာ ချလာတဲ့အခွင့်အရေးကို area ထဲမှာပါကစ္စတန်အကောင်းဆုံးအသုံးချပြီးတော့ ဂျွန်နံပါတ်7ကအခြေပါကိုပြန်သွင်းပေးသွားတာ 90ပြည့်ရဲ့အနေထားမှာသူတို့တင်းရဲ့တိုက်စစ်က Sharatus ကကောင်းတိုက်ပြီးတော့ခြေပါဘိုးကိုတော့ပြန်လေရယူပေးနိုင်ကြရလဲဖြစ်ပါတယ်ဒီကမှာတူဖီခံရဲ့တိကျတဲ့ဘောလုံးပေးဖို့တော့ Sharatus ဒီရထဲမှာကောင်းမွန်တဲ့ကောင်းတဲ့အဆုံးသက်ချက်တစ်ခုနဲ့တော့အတေတူကခြေပါဘိုးကိုတော့ပြန်လေရယူထားပေးနိုင်ကြရလဲဖြစ်ပါတယ် ကဲပို့ရတော့ပြီးသွားပြီ အားလုံးပါရှင်ပြည်တယ်မှာခင်ဗျာ2029အာရှဗလာချစ်စပွဲအုပ်စု E ရဲ့နောက်ဆုံးမာဒီရဲ့ပွဲစဉ်ကတော့ပြီးဆုံးတော့ရည်လည်းဖြစ်ပါတယ်ပွဲပြီးဆုံးတော့ဒီမှာတော့ဧည့်သည်ညီမသည်အရှေ့ပါကစ္စတန်တေကိုတော့တကူနကူဆိုတဲ့ရလနဲ့ ဦးကြည့်လေ နိုင်ရရှိခဲ့ပြီးတော့ မင်းမော်ဦးရဲ့ခွန်ကျော်စင်ရဲ့ 7မိနစ်တော့ ဥမျိုးလိုင်ဝင် ဒီနေရာမှာတော့ရက်တည်သွားနိုင်ခဲ့ရဖြစ်ပါတယ်ဒီပြောင်မျိုးလိုင်ဝင်တော့လည်းဒီ ဟုတ်ကြမို့ မာဒီဒီပြပွဲမှာတော့ဝေကွင်းမှာပထမဆုံးနိုင်ဝဲဖြစ်ကတော့ဒီပွဲစဉ်မှာပါကစ္စတန်တေကိုတော့တကူနကူနဲ့နိုင်ရရှိခဲ့ရဖြစ်ပါတယ်ပါကစ္စတန်တေကတော့ နေလင်းထက် ရှုံးပွဲကြောင့်တော့အချာဗလာချစ်စပွဲအုပ်စု E မှာ မြန်မာသိန်းရပွဲစဉ်ကိုပြန်ပြီးတော့သုံးသပ်ရမယ်ဆိုရင်ပေါ့နော်မြန်မာသိန်းရပထမပိုင်းမှာပါကစ္စတန်သိန်းကိုပို့ပြီးတော့ဖိကစားနိုင်ခဲ့တယ်ဆိုပေမဲ့ပါကစ္စတန်သိန်းရလည်းခန်းစစ်တော်တော်လေးကစားတာကောင်းမွန်တဲ့အတွက်မြန်မာသိန်းရတိုက်စစ်ကအလုံးမပြတ်ခဲ့ဘူးနော်ဒုတိယပိုင်းမှာသာပါကစ္စတန်သိန်းရအုပ်ကိုကြောင့်မြန်မာသိန်းရတိုက်စစ်ကပိုကောင်းလာတယ်ပြီးတော့လူမိုးအောင်ရဲ့ခိုးဖန်တေးမှုကိုတန်းပိုင်ကအကောင်းဆုံးပိတ်သွင်းနိုင်ခဲ့တာကြောင့်ဒုတိယမြောက်ဦးဆောင်ကိုရရှိခဲ့တာပေါ့နော်ပွဲကိုခြုံပြီးသုံးသပ်ရမယ်ဆိုရင်ပါကစ္စတန်သိန်းနဲ့ပွဲစဉ်ကမြန်မာသိန်းအနေနဲ့ပို့ပြီးတော့ပြီးခဲ့တဲ့ပွဲစဉ်တွေကထပ်ပိုပြီးကောင်းတယ်လို့တွေ့ရတယ်။မြန်မာသင်းကပါကစ္စတန်သင်းကိုအခုလိုအနိုင်ရရှိခဲ့ပေမဲ့2029အာရှဗလာချစ်စစ်ပွဲရဲ့အုပ်စုပွဲစဉ်နဲ့အားလုံးရှင်းပြကစားပြီးချိန်မှာရှာမတ်စနမန်နဲ့အမှတ်ပေးစရာရဲ့ဒုတိယနေရာမှာသာရပ်တည်နိုင်ခဲ့တာကြောင့်ချစ်စစ်ပွဲစဉ်နဲ့သာကျင်းနေခဲ့ရဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးမှုကတော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီထက်ကောင်းမွန်တဲ့တင်ဆက်မှုတွေနဲ့ပြန်လာခဲ့ပါဦးမယ်။ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။